ကျွန်တော်ဒီနေ့ထုံးမဲ့ပစ္စည်းလေးရတော့ယောက်ျားလေးနဲ့လုံးဝမသက်ဆိုင်တဲ့ပစ္စည်းပဲဖြစ်ပါတယ်။ဘာပစ္စည်းဖြစ်မလဲဆိုတာကိုခံမှန်းကြည့်ပါ။ဘာပစ္စည်းလဲဆိုတော့ main ကလေး only ပဲပန်နေ headband ပဲဖြစ်ပါတယ်။ဒါကတော့ headband ရဲ့ကြွေး model လေးပဲဖြစ်ပါတယ်။ဒီ headband ကိုထုတ်တဲ့အချိန်မှာဘာထည့်ရလဲဆိုတော့ sport အနှင်းငယ်ထည့်ရပါတယ် sport ဆိုတာဘာလဲဆိုတော့ဒီ 3D printing ထုတ်တဲ့ပစ္စည်းကလေးပေါ်မြောက်နေတဲ့ဒီ floating ဖြစ်နေရဆိုရင် sport ဆိုတာထည့်ရပါတယ် sport ဆိုတာမထည့်ဘူးဆိုရင်ပုံစံပြတ်သွားမှာပဲဖြစ်ပါတယ် brother တို့အနေနဲ့ဗမာမြင်နိုင်လဲဆိုတော့ကျွန်တော်တွန်းစာခုတာထုတ်တုံးက sport လေးထည့်ရပါတယ်ထုတ်ပြီးွားစမ်းပြီးတော့ဝကြည့်မှာဖြစ်ပါတယ်ရော့နောက်ထပ်ဗီဒီယိုတွေမှာလည်း 3D printing နဲ့ပတ်သက်ပြီးတော့ knowledge sharing တွေလုပ်ပေးသွားပါမယ်အဲ့ဒါကြောင့် like and follow လုပ်ထားနိုင်ပါတယ် Zani Craft ဖြစ်ပါတယ်